လူမျိုးကြီးဖြစ်စေမယ်အပြန်ကလေးမရှိပါဘူးကြီးစရာကြီးနော်ကလေးမရှိဘူးအပြန်ခမရလေးခရီးရှောင်းသွားနေတာကိုတော်ကလည်းကလေးကိုမပေးဘူးအခိုင်15ရောက်လာတဲ့ခါကျညီးလာတယ်အပြန်ကညီးလာတယ်အဲ့ဒါအသင်းတော်အရေးဖက်ရှိသေးတယ်အစစ်မဟုတ်သေးဘူးနော်ပင်တေကုတ်တွေမရောက်သေးဘူးပေါ့နော်ဒီပင်တေကုတ်တွေမရောက်သေးအခြေခံဘလောက်အရေးကြီးလဲနော်ပင်တေကုတ်တွေမရောက်ပင်ပါရှိလဲဆိုလူမျိုးကြီးကိုကိုတော်ရွေးနေပြီလူမျိုးကြီးဝင်တိုင်းကကိုတော်နဲ့စကားပြောတယ်လူမျိုးကြီးဝင်တိုင်းတော့ကိုတော်နဲ့စကားပြောတယ်အိမ်မက်ယူပါယုံနဲ့၎င်းအတန်တော်နဲ့၎င်းအလင်းတော်နဲ့၎င်းပြောတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပါပဲကဘာဦးကြခိုင်း29နဲ့ထူပါတယ်အဲ့ဒီမှာယာကုပ်ကတောကြီးထဲမှာဟုတ်တယ်နော်အားလုံးသိတယ်အကိုရဲ့ရန်ကြောက်လို့ခိတ္တလာဗန်အိမ်ကိုခဏပြေးတဲ့ချိန်မှာပေါ့လမ်းမှာတညအိတ်တော့ကောင်းကင်နဲ့မြေကြီးကဆက်နေတယ်တဲ့လှေကားကြီးထောင်ထားတယ်တဲ့ပါရီကဆင်းသက်ကောင်းကင်တမန်တွေကကောင်းကင်မြေကြီးကိုဆင်းနေတယ်တဲ့နော်ကောင်းတယ်လှေကားထိတ်မှာကိုတော်ရှိတယ်တဲ့ငါဒီတဲ့အဖိုင်ဖျားအာဗြဟံဤဖျားဣဇေယဖျားအဲ့တော့နှစ်ပါးရှိတယ်မင်းဖေးထာဝရဖျားမင်းဖျားအဲ့ဒါလူမျိုးကြီးဝင်အေးတော်မဝင်ဘူးမွေးရပါအမွေရောင်းစားတယ်ဘုရားဘာလဲကွာတာဦးတာနောက်ပိုးနေတာပဲဒါတွေငါလုံးမငါရငါလိုက်လို့ပြစ်လို့ရမှာစားရတာထမင်းစားလို့ပဲဟင်းနဲ့လဲရမယ်အော်စရာကြီးနော်ဥပိ္ပခါလောက်ခြင်းနဲ့စိတ်ရှိသောသူဒီနေ့ရှိမှာပါပဲရှိကြပါတမောထုံးကလည်းမတောင်းမှမပါဘူးဒါပေမဲ့နှုတ်ကပကိုတကယ်ကြားပြီးတော့လိုက်ခြင်းတဲ့လူတော့လိုက်ဖို့နှုတ်ကပရှိတယ်မဟုတ်လားရှိပါတယ်နော်နှုတ်ကပဆိုတာတက်တဲ့ရှိတယ်လို့ပြောခြင်းတယ်ဘယ်လိုတက်တဲ့ခံလဲအသက်ရှင်သောနှုတ်ကပကတက်တဲ့ခံတာဖြစ်တယ်ဒါကြောင့်မလို့နှုတ်ကပအတိုင်းတက်တဲ့ခံလာလိုက်တာစကားပြောပြီပြောတယ်ကျွန်တော်အိမ်ကကျွန်ကြီးကိုပဲကိုတော်ကအမွေခံခိုင်းမှလာတယ်မဟုတ်ပါဘူးတဲ့မင်းကိုရဲကပါထွက်မှာကိုရဲကသာထွက်မယ်ပြောတာကြာလိုက်တာစောင့်ရတာကြာလိုက်တာစောင့်ရအဲ့တော့ तू ကဘာလုပ်တယ်လဲကျုံမကိုသိမ်းတယ်အခွင့်တော်နော်ကျုံမကိုသိမ်းတယ်ကျုံမကိုသိမ်းတော့ဘာဖြစ်လဲလူတစ်မျိုးဖြစ်လာတယ်ဣရှမေလကဆင်းသက်တယ်ဒါပေမဲ့ဗြိဉ္ဉ်နဲ့ပတ်သက်တဲ့သားမဟုတ်ပါဘူးဗြိဉ္ဉ်နဲ့ပတ်သက်တဲ့ဗြိဉ္ဉ်နဲ့ပတ်သက်တဲ့သားဟာအောပွယ်သောလက္ခဏာပါရမယ်ဒါကြောင့်အသက်100ကျမှရတဲ့သားမယားကတော့သွေးတွေပါတွေဆုံးလို့မလီအိုးနေပြီအဲ့ဒီမယားကခလေးရတယ်ဗျာဘာလို့တိလားနှုတ်ကပကတက်တွေပေါ်လာလို့နှုတ်ကပတက်တွေပေါ်လာတာဒါလို့အောင်စရာကောင်းမို့လားနှုတ်ကပတက်တွေပေါ်လာတာအဲ့ဒီတက်တွေပေါ်လာတဲ့လူတွေထဲမှာဆင်းသက်လာတဲ့လူတွေတဲကအဲ့ဒီထဲကနော်ဖခင်သခင်နဲ့စကားပြောတဲ့လူကနည်းနည်းလေးပဲရှိပါတယ်နည်းနည်းလေးပဲရှိပါတယ်နော်ဇက်တိုက်ကြည့်လိုက်ရင်နည်းနည်းလေးပဲရှိပါတယ်တပားမျိုးသားတယောက်လည်းဖခင်သခင်နဲ့စကားပြောပါတယ်ခန်းကြီး20မှာအပိမလက်ဆိုတဲ့လူကစကားပြောပါတယ်ဒါကြောင့်မဖော်တော့လဲစကားပြောတဲ့လူရှိတယ်အဲ့ဒီလူတွေအားလုံးကလူမျိုးကြီးဝင်ပါပဲနော်ဣသရေလလူမဖြစ်ဘူးနော်ဒီကနေ့လဲခရစ်ယာန်မဖြစ်တော့လဲဖခင်နဲ့ဆက်သွားတဲ့လူတွေကသူ့ဟာသူရှိနေမှာဖြစ်တယ်အဲ့ဒါကျွန်တော်အဘူးမဟုတ်ဘူးကျွန်တော်အဘူးကတော့ဒီမှာရှိနေတဲ့လူတွေကသိဖို့နဲ့ဖခင်သခင်ကိုတည်သွားဖို့ကကျွန်တော်အဘူးဖြစ်တယ်ဘာဖြစ်လဲဖခင်ပြတဲ့တောင်းမလို့ပါဖခင်ပြတဲ့မေတ္တာကြောင့်ပါဘာဖြစ်လဲလူတွေပြောင်းလဲသွားရင်ကျွန်တော်တစ်ချက်တစ်ပြပို့ရတာမဟုတ်ပါဘူးဝမ်းမြောက်ခြင်းရတယ်ဘာလို့လူမျိုးကြီးဝင်သွားရင်ဘုရားသခင်နဲ့ဆက်တယ်ဘုရားသခင်နဲ့ဆက်တဲ့လူချင်းဆိုရင်ဘယ်လိုနေမယ်ထင်တယ်လဲဘုရားသခင်နဲ့ဆက်တဲ့လူချင်းဆိုတိတ်အောင်စရာကောင်းတယ်ကပောက်ကျန်ခိုင်း14မှာဘုရားသခင်နဲ့ဆက်တဲ့လူတွေရှိပါတယ်ရှိနော်ဘုရားခင်ဆက်တဲ့လူရှိတယ်
အဲ့ထဲမှာတော့ကျွန်တော်တို့ဟိရမင်းကြီးဆိုလို့ကျွန်တော်တို့မေလခိဇေဒက်ဆိုတာရှိပါတယ်နော်ယေဘရဟိမင်းနော်အသက်ရှင်တော်ထာဝရဘုရားယေဘရဟိပွဲတော်စားတယ်ဆယ်ဖို့တဖို့ပေးတယ်ဆက်တယ်ဟာလားဆက်တယ်အဘိမလက်နဲ့မိဿဟာယဖြစ်တယ်ဒါပေမဲ့ဆူတောင်းပေးရတယ်ဒါပဲ prophet တို့ပြောတယ်ဘုရားကနှုတ်ဆက်ပေးတယ် prophet ကညာတာသူမိမကိုညမလို့ပြောခိုင်းတာprophet တွေလည်းညာရတယ်လေညာတဲ့ခါညာပေါ့ညာတဲ့ခါတော့ကိုပေါ့ဘုရားပြောခိုင်းတာပြောတဲ့ခါကျ prophet ပေါ့နော်ဘုရားခင်ပြောခိုင်းတဲ့ခါမှာပြောမှ prophet ဖြစ်တာနော်prophet ဖြစ်တယ်အဲ့တော့ Abraham prophet ဘုရားခင်ဒီလိုကွန်ပျူတာပါတယ်ဒါပေမဲ့ကျွန်တော်မြန်လေးကြော်မှဖြစ်ပဲနှုတ်မတော်ကြဒီနေ့နည်းနည်းယာစီဥတော်အေးတယ်နော်နောက်ဒီနေ့ကပထမပုံမှန်ပေါ့ပုံမှန်နှုတ်ဆက်တယ်ကျွန်တော်တို့ရဲ့မုတ်တုံကခါရဲရွှဲကုန်တာပဲအားလုံးအဲ့ဒီထဲမှာတော့လာကြတဲ့လူတွေအားလုံးတော့ကျွန်တော်ဂုဏ်ပြုပါတယ်အိမ်မပြန်ကြဘူးနော်စိုးနေတာလဲလာတာကျွန်တော်တွေ့တယ်စိုးခြင်းစိုးမစိုးခြင်းနဲ့ဒီနေ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့နော်စားအောင်ဆိုတော့ကလို့အခန်းကြီး16ရောက်တော့ဂရိပေးပါတယ်မင်းပရိညင်နဲ့ရတဲ့သားပဲမျိုးဆက်ရမယ်လို့ပြောပါတယ်ဣရှမေလကိုလည်းကောင်းကြီးပေးပါကောင်းကြီးပေးပါမယ်တဲ့ကောင်းကြီးပဲပေးမယ်မျိုးဝင်တော့မပေးဘူးဘာဖြစ်လဲလူမျိုးကြီးဝင်မှာမဟုတ်ပဲလူမျိုးကြီးဝင်မဟုတ်ဘူးနော်အားစရာကြီးအဲ့တော့လူမျိုးကြီးဝင်ဖြစ်လာတဲ့အထက်မှာကျွန်တော်တို့ကထွတ်မြော်ကြရောက်လာတော့ထွတ်မြော်ကြရောက်လာတဲ့ခါကျခန်းကြီး7နဲ့73ရောက်တဲ့ခါကျမောရှေဘုရားနဲ့စကားပြောတယ်ဒါလည်းမကပါဘူးအာယုံကဘုရားသခင်နဲ့စကားပြောမယ်တခါတော့ပဲပြောတယ်နော်နှစ်ခါတော့ဘုရားသခင်အဆက်ရှိတယ်ပေါ့အာယုံနဲ့ဣသရေလလူကြီးများဆိုရှိတယ်ဣသရေလလူကောင်းဆောင်တယ်နော်ဘယ်နှယောက်လဲမသိဘူးကြားတာမပေါ်အဲ့ဒီလူကြီးတွေကမင်းကိုကြုံမယ်တဲ့ဘာလို့မောရှေကကြောက်တယ်လေလားသူလူသားမှုနဲ့ထွက်ပြေးနေမလားဝရမ်းပြေးလောက်ဝရမ်းပြေးဖြစ်တော့ကြောက်တဲ့အတွက်နော်ကြောက်တဲ့အတွက်ပြန်သွားဖို့ကြောက်တယ်ဘုရားသခင်ပြောငါနဲ့သွားမှာတဲ့မကြောက်ပါနဲ့မင်းနဲ့ငါသွားမှာတဲ့ဆိုတော့လက္ခဏာလေးပေးလိုက်တယ်ဟာသူတို့မယုံပဲကိုတော့မင်းမယ်တဲ့ဘယ်ဘုရားလွတ်လိုက်တော့လဲဘာညာမင်းကျွန်တော်ဘာပြောမလဲတဲ့သူကလည်းဓမ္မတက်ကတော့မဆင်းအောင်လေတောင်းပေါ်မှာကိုရောနဲ့တွေ့လို့အလုပ်လုပ်ရတာနော်ဒီတော့ तू မသိဘူးဘာမှမပြောပါနဲ့တဲ့ကျွန်တော်အထက်အထင်တယ်အေးမင်းအမှန်လည်းငါသိပါတယ်ခိစ္စမရှိမင်းအကိုနဲ့လူကြီးတွေမင်းကိုကြိုတိုလိုက်မယ်တဲ့အဲ့ဒီကြိုဆိုတဲ့လူဘယ်နှယောက်လဲတော့မသိဘူးအဲ့ဒါလူမျိုးကြီးဝင်ဟဲ့လားပြီးမှတက်တေတွေပေးတာကိုရောကအဲ့ကုစုပြေမှာလက္ခဏာကြီးတပါးပြီးတပါးအဲ့ဒါထွက်လာတဲ့အချိန်မှာအဲ့ဒီလူကြီးတွေရဲ့ဘယ်နှယောက်ရှိမသိမပေါ်ဘူးဒါမနဲ့မေရီယန်ဆိုပေါ်တယ်နော်ပြီးခုနပြောတာအာယုံပေါ်တယ်နော်ပြီးရင်လေဘုရားပေါ်ဆိုယောရှုနဲ့ကာလက်ပေါ်တယ်သူတို့ပဲလူမျိုးကြီးဝင်တယ်ကျန်တာလူအများကြီး6သိန်းရှိတယ်6သိန်းနော်ဖះနဲ့ပတ်သက်တော့လဲဓာတ်ရိုက်အဆက်မရှိဘူးတဲ့ဖះသခင်ကမဆက်တာလားတဲ့မဟုတ်ပါဘူးသူတို့နှလုံးကနေသူတို့မဆက်လို့ပါအုံနောက်နဲ့တွားလေသမျှကာလာပတ်လုံးဘယ်တော့မှဖះနဲ့ဆက်လို့မရဘူးကျွန်တော်တို့ပြောလိုက်မယ်နှုတ်ကပတ်တော်ဒီတိုင်းပဲဒါကြောင့်မျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးနဲ့မခံစားတတ်သေးဘူးတဲ့တမန်တော်ကြီးကဖះပြင်ဆင်ထားတဲ့နည်းနည်းမှုကိုဒါနဲ့ဘုရားကိုချစ်တဲ့ခါကျရင်ဘုရားဖော်ပြတယ်တဲ့တမန်တော်ကြီးကဘုရားကိုချစ်တာဟုတ်အဲ့ဒါခေါင်းတူဝါဆိုပထမဆုံးခိုင်းနှစ်မှာရှိပါတယ်အငယ်9:30ဖတ်လိုက်ရင်တွေ့မှာဖြစ်တယ်လို့ဒါနဲ့ပင်တေကုတ်တေရောက်လာပြီပင်တေကုတ်တေနော်ပင်တေကုတ်တေရောက်လာတဲ့ခါကျတော့ကျွန်တော်လက်တမွန်ညိုဖြစ်မှာကြောက်ရတယ်ခဏလေးကြည့်လိုက်ဟဲ့လားပင်တေကုတ်တေနေ့ရောက်လာတဲ့ခါအောဘွယ်ဂတိတော်နဲ့ဘုရားသခင်လှုပ်လိုက်တာနော်ထူးဆန်းတဲ့နမိတ်လက္ခဏာတွေနဲ့တကိုးပါသောလူစုစသွားတာနော်အဲ့ဒီစသွားတဲ့အထဲမှာအောဘွယ်က
နော်အပြင်လက္ခဏာတွေရှိတယ်အတွင်းလက္ခဏာတွေရှိတယ်နော်အဲ့ဒါမှအထူးဆန်းဆုံးနဲ့အားဝယ်ကောင်းဆုံးကပင်တေကုတ်တေကစတာဘာလဲဆိုလူပြောင်းလဲဖို့တည်င်းရသွားတယ်အစတော့မရှိဘူးနော်တက်တယ်ပဲကြည့်ပဲလူများတွေကြည့်အောင်ပဲကြည့်လို့ရတာဖះနဲ့ဆက်တဲ့လူပဲသိတာအခုကျတော့တင်တို့ဒီသွားရွေဝင်းနေရတတ်တော်အပေါင်းတို့အားအေဝံဂေလိတရားကိုဟောကြလောဟာလေလုယာအဲ့ဒီမှာကြမှာရပြီအားလုံးရပြီအေဝံဂေလိတရားဟောကြလောအေဝံဂေလိတရားဟောတော့ဘာရမှလဲကိုတော့တဲ့လောကမှာဘာမှမရဘူးဒါကြောင့်ဧဝံဂေလိဆရာတွေဘိုင်းကြနေတာလောကမှာဧဝံဂေလိဆရာတွေဘာမှမရဘူးဘာကြောင့်လဲဆိုလောကုတ်တရားအတွက်ရွှေဖြစ်လို့ရွှေပဲရတာနော်ရွှေလေးတွေဒီနေ့ရွှေမုံလေးနည်းနည်းရဖို့အရေးဘလောက်ပတ်စံအကုန်ခံနေအောင်မေလို့လဲဟာမြကြီးနောက်မှာတောင်ကြီးတွေဖြိုးတာရေနဲ့ဖြိုးရတယ်ရေနဲ့ဖြိုးရတယ်ရှုံးပြီးမှပြန်ပြပိုက်ဟိုနဲ့ပတ်နဲ့မှုတ်တယ်ပြီးမှဒီကိုစိုးလေးပုံမှာဒီရေကိုလွတ်တာအဲ့ဒီမှာကတ်နေတဲ့ဟာလေးတွေကိုပြန်ကောက်ရတာအဲ့ဒီကောက်လို့ရတာကတနေ့မှဘယ်လောက်သားရလဲကျွန်တော်မသိပါဘူးအဲ့ဒါကကုံကျိုးနှတ်တယ်တဲ့တထေးတွေဖြစ်တယ်ရွှေလောက်တဲ့လူတထေးဖြစ်တယ်အဲ့ဒီအမုံလေးတွေပဲဒီအမုံလေးတွေနော်ဒီနေ့ဝิญဉ်လေးတွေရသွားရွှေမုံလေးတွေဒီမှာမဟုတ်ဘူးနော်ကောင်းကင်ဝင်သွားတယ်အဲ့ဒါပင်တေကုတ်တေရဲ့အကျိုးတက်ရောက်မှုအတိတစ်ခုဖြစ်တယ်တဲ့ပင်တေကုတ်တေနဲ့ဘာဆက်နေလဲဆိုတော့တမန်တော်တို့တွေကမနေနိုင်ဘူးတဲ့တမန်တော်တို့တွေလာတယ်မဟုတ်ဘူးတပည့်တော်တွေလည်းမနေနိုင်ဘူးတဲ့မနေနိုင်ဘူးနော်တပည့်တော်တွေလည်းမနေနိုင်ဘူးရှင်မကုခရဝင်ခိုင်း36ဂရိတော်အတိုင်းဖြစ်မှဧဝံဂေလိဆိုတာအလင်းရပါတယ်ဒီနေ့ဂရိတော်နဲ့မပတ်သက်တဲ့အရာဖြစ်နေရင်တော့ sorry ပဲဂရိတော်အငယ်16အခန်းကြီး16အခန်းကြီးမပြောဘဲနဲ့အငယ်ကိုကူးနေတယ်လောနေတယ်တပည့်တော်တို့တွေလည်းမလုပ်တယ်လဲထွက်သွား၍သခင်ဘုရားသည်မသာတော်မူခြင်းတက်တည်ပါရတယ်ဒီနေ့ဧဝံဂေလိကသင်ပြီးတော့လွှတ်လိုက်တာရတယ်အောင်မရပါဘူးသင်ပြီးတော့လွှတ်လိုက်ငွေဖြစ်တယ်သင်ပြီးတော့လွှတ်ရင်တော့ငွေတော့ဖြစ်တယ်ဧဝံဂေလိအတွက်ပံပိုးပါဝင်လှူဒန်းရင်ငွေဖြစ်တယ်ဘာလို့လဲထာဝရနဲ့ပတ်သက်တဲ့အတွက်ကိုအဲ့ဒါလည်းမီးမလောင်ဘူးကောင်းကင်ရောက်တယ်ကောင်းကင်ဘန္တာထဲမှာရွှေငွေကြောက်ကောင်းကင်ဘန္တာနော်ကောင်းကြီးမဟုတ်ဘူးကောင်းကြီးမင်္ဂလာတက်သားရဲ့မြက်ပင်မြက်ချောက်ကောက်ယူတန်ဖိုးရှိတယ်ဒီမှာပဲအကုန်ကြံရင်ခဲမှာတက်သားတွေပဲဒါတော့တပည့်တော်များထွက်သွား၍ပြောပါတယ်နော်သခင်ဖျားမသာတော်မူနေဘာဖြစ်လဲ၎င်းသူတို့၌ပြုသောနမိတ်လက္ခဏာတက်တဲ့နဲ့ပါသွားတယ်ဟာလေလုယာနော်ပါဒရာအောဘွယ်ပြောင်းလဲခြင်းတက်တဲ့ဖြစ်တယ်ပြောင်းလဲခြင်းတက်တဲ့ဖြစ်တယ်နော်ကျွန်တော်တမန်တော်ဝတ္ထုခြေတော်ကြီးကိုမောင်နှမတို့ကျွန်တော်တို့တမန်တော်ဝတ္ထုနော်အခန်းကြီး31အငယ်19ကနေကျွန်တော်ဖတ်ပါမယ်ထိုမှတပါတထေဖန်မှုကြောင့်ညှင်းဆဲခြင်းကိုခံရတဲ့အခါမှာတဲ့ကစင်ကရဲ့အသင်းတော်ကွဲသွားပြီတဲ့ရွှေရအောင်မလုပ်ဘဲနဲ့တက်သားအတွက်ငုတ်တုတ်တွေထိုင်နေလို့ကိုတော်ကနေထုချပြီးတော့ရွှေသွားလုပ်ဖို့လှုပ်လိုက်တယ်ရွှေလုပ်အဲ့ဒီခါမှာတဲ့လူတွေထွက်သွားတယ်အန်တီယိုမျိုးဖြစ်သွားတယ်သူတို့ရဲ့မွေးရဇာတိတွေကိုပြန်ကြတာပြန်သွားတဲ့အချိန်မှာမနေပါဘူးတဲ့အဲ့ဒီမှာအော်ကြကောင်းတယ်နော်ဧဝံဂေလိတရားကိုဟေလေနီလူတို့အားပထမဟောပါတယ်တဲ့အငယ်21သိကြိုက်တယ်သခင်ဘုရားဤလက်တော်သည်ဟာလေလုယာဧဝံဂေလိလောက်တဲ့လူပေါ်မှာဘယ်တော့မှဆိုသခင်ဘုရားလက်တော်ရှိတယ်